လားဦးဇင်းတို့ရဲ့ဗုဒ္ဓရဲ့သာသနာတော်ကအတိတ်ရှိတယ်အနာဂတ်ရှိတယ်ပြစ္ဆုတ်ပံရှိတယ်ဟုတ်ပြီလားအတိတ်အနာဂတ်ပြစ္ဆုတ်ပံဒကမကြီးတို့နောင်ဘဝရှိတယ်လို့ယုံလားအေးယုံနေဆိုရင်မိမိတို့တွေကအခုစိတ်လေးကိုထိမ့်သိမ့်ပေးပါနော်နောက်ဘဝမှာချမ်းသာခြင်းချမ်းသာတဲ့နိလန်းတွေဗုဒ္ဓပေးထားပြီးသားနိဗ္ဗာန်သွားမယ်ဆိုတဲ့နိဗ္ဗာန်သွားမယ်နိလန်းတွေပေးပြီးသားလူပြည်သွားခြင်းလားနတ်ပြည်သွားခြင်းလားဗြဟ္မပြည်သွားခြင်းလားနိဗ္ဗာန်ထိသွားခြင်းလားလမ်းတွေမရှိဘူးလားရှိလားလမ်းတွေရှိတယ်အရန်ကောင်းတဲ့သာသနာတော်ကြီးကအပယ်လေးပါးသွားလဲချင်တာလွယ်လေး तू ကပို့လွယ်တယ်မလွယ်ဘူးလားလွယ်လားအပယ်လေးပါးသွားခြင်းလေစိတ်ကိုလွတ်ထားပေးလိုက်ဘာကိုလွတ်ထားပေးလိုက်ဒီတိုင်းပဲစိတ်ကိုလွတ်ထားပေးလိုက် तू များမူးရင်ကိုလိုက်မူး तू များယူရင်ကိုလိုက်ယူ तू များလောင်းကစားလို့လိုက်လို့ तू များအတတ်လိုက်တတ်ကြဟုတ်တယ်မလားအဲ့လိုလုပ်ပေးလိုက်လွယ်လေးပဲရှောကနန်းပဲငရဲတလိမ့်ဆန်ပိတ်တာအတူတကယ်ကြိုက်တဲ့ဘုံသွားလို့ရပြီရှင်းလားဦးစင်ပြောတာဒါကြောင့်တခါကြီးမအပယ်မသွားခြင်းစိတ်ကိုဘာလုပ်ပြရမလဲစိတ်ကိုလွတ်ထားဆင်းရဲပွားမြည်ဆင်းရဲမရောက်လားရောက်မလားစိတ်ကိုလွတ်ပေးလိုက်ကြည့်ဆင်းရဲပဲအပယ်ဒုက္ခဆင်းရဲတွေပဲရှိတယ်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြီစိတ်ကိုသာထိန်ပေးလိုက်ကြည့်မိမိတို့တွေလူမင်းချမ်းသာနတ်မင်းချမ်းသာတစ်စင်နိဗ္ဗာန်ထိတောင်သွားလို့ရတယ်ကဲဒကမတို့ဘယ်လမ်းလိုက်ခြင်းလဲနိဗ္ဗာန်လမ်းသွားခြင်းတယ်မဟုတ်လားအဲ့လိုဆိုရင်ဘာကိုထိန်ရမှာလဲစိတ်ကိုထိန်ရတော့မှာဟုတ်တယ်မလားစိတ်ကိုထိန်ပေးရမယ်အခုဒကာကြီးဦးထွန်းရှိန်အသက်ဘယ်လောက်လဲကြည်စံဒါအရှိကတီလာကောင်းလားမကောင်းဘူးလားတီလာကောင်းတယ်ဒကာကြီးတီလာတအားကောင်းခဲ့တယ်ဗမာလေဒကာကြီးကအောက်ထမှာရှိတယ်ဒကာကြီးခေါ်လာရမှာချီတင်လာရမှာတကယ်တော့ဟုတ်တယ်မလားဟုတ်ပြီပြောချင်တာဒကာကြီးကအတိတ်ကံလည်းမကောင်းဘူးလားပြစ္ဆုတ်ပံမှာလည်းကောင်းသေးတာတချို့ကအတိတ်ကံကောင်းတယ်ပြစ္ဆုတ်ပံကံမကောင်းလည်းမရဘူးအဘိဓမ္မာသဘောရဒီဦးဇင်းတို့ဥပခါရကဦးဇင်းတို့ဒီဥပထံပကကံဆိုတာရှိတယ်။ तू ကဥပထမကံတွေထောက်ပံ့ပြီးတော့တာကောင်းသမီးကောင်းဆွေကောင်းမျိုးကောင်းနေနဲ့ရလို့အခုလို့မိမိတို့ရဲ့အဖိုးအဖွားဟုတ်လားအဖေတကယ်ကျေးဇူးရှင်ကိုပူဇော်ပွဲကျင်းပနိုင်တယ်မဟုတ်လား။ဒီလိုမျိုးတကားကြီးဥထွန်းရှိန်လိုမျိုးဟာလူအယောက်ပေါင်း10 သန်းမှာတယောက်ရဖို့မလွယ်ဘူး။လွယ်ပါမလား။မလွယ်ဘူးတော်တော်မလွယ်ဘူးမြန်မာပြည်မှာလူပေါင်းတန်းပေါင်းအရင်တုန်းကတော့ဦးဇင်းတို့ကလေးဘဝပညာသင်ခဲ့တာတန်းပေါင်း60ကျော်ပေါ့နော်အခုညတော့ဦးဇင်းတို့မြန်မာလူဦးရေရော့လာတာတိုးလာတာဦးဇင်းလည်းမသိတော့ဘူးကြားလားရော့လာတယ်ဟာတခါကြီးတအားသိတယ်နော်ဟုတ်ပြီရော့လာတယ်ထားလိုက်60ကျော်လောက်တော့ရှိမယ်အဲ့ဒီထဲမှာတခါကြီးဦးထွန်းရှိန်ကံကောင်းလားကံမကောင်းဘူးလားတိတ်ကံကောင်းတာဒီလိုမျိုးမလွယ်ဘူးလေအသက်လဲ90ခွန်းဒီလိုသားတွေသမီးတွေမြည်တွေမြစ်တွေရွှေတော်မျိုးတော်တွေကစူပေါင်းပြီးတော့ဆရာတော်တန်ဃာတော်တွေပင်းပိတ်ပြီးကုသိုလ်တွေလုံနိုင်တယ်ဆိုတာအမတန်ကိုကံထူသွားပြီတခါကြီးရဲ့အတိတ်ရဲ့ကုသိုလ်ကံအကြောင်းပြစ္ဆုတ်ပံရဲ့ဥပထမကကံဆိုတာသူ့ရဲ့ရင်ထဲမှာမေးကြည့်တခါကြီးဘာတရားတွေပွားနေတယ်မေးကြည့်တခါကြီးဗုဒ္ဓဂုဏ်တော်တွေပွားမလားမပွားဘူးလားပွားနေမှာသူ့မှာသီလတွေရှိမယ်ဗုဒ္ဓဂုဏ်တော်တွေမေတ္တာတွေသူပွားနေမှာအဲ့ဒီအစွမ်းတွေကဥပထမကကံတတိနေနဲ့ကျေးဇူးပြုတော့အဲ့လိုသူ့ကိုမေတ္တာရှိတဲ့ပိဋကတ်တွေများလာတာသဘောပေါက်ပြီလားတချို့ကအတ္တတာရှိတယ်တခါတည်းတဲစုပ်တဲပုတ်မှာဒူးပြစ်တာတဲ့အဖွားကြီးဘွားအဖိုးကြီးဘွားနဲ့ကျွေးမဲ့လူမရှိစောက်ရှောင်မဲ့လူမရှိအိမ်ကြီးလေတွေပါတွေတိုက်ပြီးလဲသွားတယ်ခူမဲ့လူမရှိဘူးအဲ့လိုအဖွားအဖိုးတွေဦးဇင်းတို့စာတွေမှာဖတ်ရင်တွေ့ရတယ်ဟုတ်ပြီလားကြည်စံတခါကြီးဥထွန်းစိန်ကြတော့အတိတ်ကံလဲကောင်းပြစ္ဆုတ်ပံမှာလဲဥပထမကကံတတိတွေကောင်းအောင်ကုသိုလ်တွေဆက်လုပ်နေတာသဘောပေါက်ပြီလားဒါကြောင့်တခါကြီးတို့မကြီးတို့ရေဥပထမကကံဆိုတာကုသိုလ်ဘက်မှာလဲအကျိုးပေးတယ်လို့အကုသိုလ်ဘက်မှာလဲရှိတယ်မိမိတို့မကောင်းမှုတွေလုပ်မယ်ဆိုရင်အတိတ်ကကုသိုလ်ကံပါတော်လဲပဲမိမိတို့ဒီပြစ္ဆုတ်ပံဘွားမှာသီလမစင်မကျဲစိတ်ထားမကောင်းမှုဆိုရင်မကောင်းမှုတွေလုပ်နေမယ်ဆိုရင်အတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံအကျိုးပေးခွင့်မတာတော့ဘဲနဲ့နောက်ဆုတ်သွားပြီးတော့မကောင်းတဲ့အကျိုးတွေသာမိမိတို့ကိုအကျိုးပေးနေမှာဖြစ်တယ်အဲ့ဒါကြောင့်ဘဝတွေချမ်းသာမှုမရဘဲနဲ့ဆင်းရဲတဲ့ဘဝကိုပဲရောက်သွားကြလိမ့်မယ်ဒါကြောင့်အတိတ်ကံကိုတော့ဦးဇင်းတို့မမြင်နိုင်ဘူးပြစ္ဆုတ်ပံဥပထမကကံတွေကောင်းဖို့ကုသိုလ်တွေဆက်လက်ပြီးမလုပ်သင့်ဘူးလားလုပ်သင့်လားကုသိုလ်တွေဆက်ပြီးလုပ်နေရမှာဟုတ်တော့လားကုသိုလ်ဆက်လုပ်အောင်ကံတွေကတော့အများကြီးပဲတန်တရာဆက်ကြည့်မယ်ဆိုရင်ဦးဇင်းတို့ကံတွေကအများကြီးအတိတ်ကလုပ်ခဲ့တဲ့ကံတွေကအကျိုးပေးခွင့်မတာသေးတာပဲရှိတာမဟာဝတီမြေကြီးနဲ့အပြည့်ရှိနေတယ်ကုသိုလ်ကံလည်းရှိတယ်အကုသိုလ်ကံလည်းရှိတယ်မဟာဝတီမြေကြီးနဲ့အပြည့်ကိုရှိနေတယ်လို့ဗုဒ္ဓဟောထားပြီးသားဒါကြောင့်ကုသိုလ်ကံလည်းအကျိုးပေးနိုင်တယ်အကုသိုလ်ကံလည်းအကျိုးပေးနိုင်ဒါကြောင့်အကုသိုလ်ကံတွေအကျိုးပေးခွင့်မတာချင်ရင်တော့မိမိတို့တွေကုသိုလ်ဖြစ်တားမြင့်ထားရမယ်ဘာဖြစ်တားမြင့်ထားရမိမိတို့တွေတီလာမစင်မကျဲစိတ်ထားတွေမကောင်းဘူးသူများတွေကိုမုန်းတီးတယ်အမြဲတမ်းသူတို့ဘာတွေကိုညှင်းဆဲလို့စိတ်တွေတက်ပြတ်လို့စိတ်တွေရှိနေမှဆိုရင်ဖြစ်အဲ့ဒီပုံကိုယ်တွေမှာဘယ်တော့မှကုသိုလ်အကျိုးပေးခွင့်မရတော့ဘူးအကုသိုလ်ကံတွေသာအကျိုးပေးခွင့်တာပြီးတော့တဖြည်းဖြည်းနဲ့ဘဝတွေဟာဆုတ်ယုတ်ဖို့ပဲရှိတယ်ဟုတ်ပြီလားဒါကြောင့်မို့
မိမိတို့အသက်ရှည်ကျမ်းမာဖို့သီလစင်ကြယ်ဖို့မလိုဘူးလားအဲ့လိုသီလဖြူစင်နေပြီဆိုမိမိတို့အပယ်ပိတ်ဖို့လဲတေချာတလောက်ဖြစ်သွားပြီသီလစင်ကြယ်ဖို့ဆိုရင်